ကျွန်တော်တို့ဒီနေ့ဆွေးနွေးမယ့်အပိုင်းကတော့စာမျက်နှာ14 linkage estimate from F2 data ကျွန်တော်တို့က F1 အချင်းချင်းဆက်လိုက်လို့ထွက်လာတဲ့ F2 data တွေက progeny တွေရဲ့တဲမှာသူတို့ရဲ့ gene တွေဘယ်လိုမျိုးပြန် linkage လုပ်နေကြတယ်လဲဆိုတော့ estimate လုပ်မဲ့အချက်ဖြစ်ပါတယ်ဒီအချက်ထဲမှာကျွန်တော်တို့စာမျက်နှာ14မှာကျွန်တော်တို့က sex length trait နဲ့နောက်တစ်ခုကစာမျက်နှာကျွန်တော်တို့က16အောင်နာလေးမှာ autosomal trait ဆိုပြီးတော့နှစ်ပိုင်းပါပါတယ်အခုပထမဆုံးဆွေးနွေးမယ့်အပိုင်းလေးကကျွန်တော်တို့ကဒီ sex length trait လိင်လက္ခဏာလိင်တွဲလက္ခဏာတွေကနေပြီးတော့မှဖြစ်ပေါ်လာတဲ့ F2 data ကထွက်ပေါ်လာမဲ့ progeny တွေရဲ့ linkage ကိုကျွန်တော်တို့ estimate လုပ်မှာဖြစ်ပါတယ်in organisms where the male is XY or XO the male receives only the Y chromosome from the paternal parent or no chromosome homologous with the X in the case of the XO sex determination တရှိဒီမှာဆိုလို့ရှိရင်အဖိုးဖြစ်စေတဲ့ chromosome ဟာ XY chromosome ဥမာလူတွေ drosophila နဲ့ most vertebrate ဒီမှာဆိုလို့ရှိရင်XY chromosome ဒီကျွန်တော်တို့ကmale sex length trait ဖြစ်ပြီးတော့တခြားသောတရားဝါတွေဖြစ်တဲ့ဥမာကျွန်တော်တို့က grasshopper လို့အကောင်မျိုးတွေကြတော့XO ဆိုလို့ရှိရင်ကျွန်တော်တို့က male ဖြစ်တာပါတယ်ဒီနေရာမှာကျွန်တော်တို့က XY sex determination ကိုကြည့်မယ်ဆိုရင်ဒီ Y chromosome လေးဒီသူ့ရဲ့ pattern နဲ့ parent ဖခင်စီကနေပြီးတော့မှဖခင်စီကဒါလည်းလာခဲ့ပြီးတော့ကျွန်တော်တို့ကဒီ XO sex determination sex length မှာကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ O လေးဒီကျွန်တော်တို့က X တလုံးနဲ့ထွက်လာပြီးတော့ဒီ X နဲ့တွဲဖက်မဲ့ homologous chromosome ကပါမလာတဲ့အတွက်ကြောင့်မလို့ XO ဒီကျွန်တော်တို့က male sex length gene လို့ဆိုလိုပါတယ်ဒီနေရာမှာကျွန်တော်တရားတချို့ရဲ့ some organism တွေရဲ့ကျွန်တော်တို့က sex determination လေးကိုကျွန်တော်ဘူဒ္ဓနဲ့တင်ပြလိုက်ပါမယ်ဥပမာကျွန်တော်တို့ကလူသားတွေနဲ့ drosophila တွေမှာဆိုလို့ရှိရင် XX ပိုင် female ဖြစ်ပြီးတော့ XY chromosome ပိုင် male ပါ birds ဒီမှာဆိုရင် ZW က female ဖြစ်ပြီးတော့ ZZ ကကျွန်တော်တို့က male ဖြစ်သွားပါတယ်ဒီနေရာမှာကျွန်တော်တို့ကလူသားတွေမှာဆိုလို့ရှိရင် homogametic ဆိုလို့ရှိရင်ကျွန်တော်တို့က female heterogametic ဆိုလို့ရှိရင် male ဖြစ်ပြီးတော့ငှက်တွေမှာကျတော့ heterogametic က female ဖြစ်ပြီးတော့ homogametic က male ဖြစ်သွားပါတယ်အခုပြောထားတာကျွန်တော်က XO ဒီ XO ကကျတော့ဒီမှာပြောထားပါပြီဒီ XO ဒီကျွန်တော်ဘယ်မှာရှိသလဲဆိုရင် grasshopper တွေမှာ XO ဖြစ်ခဲ့ရင် male ဖြစ်ပြီးတော့ XX ဖြစ်ခဲ့ရင်တော့ female ဖြစ်ပါမယ် honey bees တွေမှာဆိုလို့ရှိရင်ပြားတွေမှာဆိုလို့ရှိရင်သူ့ရဲ့ chromosome က diploid chromosome ဖြစ်ခဲ့လို့ရှိရင် female ဖြစ်ပြီးတော့ haploid chromosome ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ male ဖြစ်ပါလိမ့်မယ် The Y contain on its reference segment no allele homologous to those on X chromosome received from the maternal parent မိခင်စီကနေပြီးတော့မှရရှိခဲ့တဲ့ X chromosome ပေါ်မှာဆိုလို့ရှိရင်ဒီ Y chromosome ပေါ်မှာပါတဲ့ဗီဇဘတ်မျိုးလေးက no allele homologous အဲ့လိုဟာလေးပါလာတာမဟုတ်ပါဘူးတဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီလိင်တွဲလက္ခဏာတွေကိုပြည့်စုံတဲ့လိင်တွဲလက္ခဏာတွေဘာနေဆက်လိုက်မလဲဆိုရင် F1 အချင်းချင်းဆက်လိုက်လို့ female ကနေပြီးတော့မှဖြစ်ပေါ်လာခဲ့တဲ့ parental gamete နဲ့ recombinant လို့ခေါ်တဲ့ crossover gamete တွေကိုပြည့်စုံစွာကျွန်တော်တို့က can be observed လေ့လာနိုင်ပါတယ်ဘယ်မှာလဲဆိုရင် F1 ကဆက်လိုက်လို့ထွက်လာတဲ့ F2 တွေကရှိတဲ့မေးတွေကိုဘယ်လို link ဖြစ်နေကြတယ်လဲဆိုတာကို can be observed directly တကယ်ကြီးလေ့လာနိုင်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့က F1 ကဆက်ခဲ့တဲ့ဖခင် pattern ရဲ့ကျွန်တော်တို့က genotype ကိုထည့်သွင်းစဉ်းစားစရာမလိုပါဘူးဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ example 19မှာကျွန်တော်တို့ဖော်ပြထားပါတယ်Consider in Drosophila the recessive cycline Bristol mutant scoop or Bristol mutant scoop လို့ခေါ်တဲ့ဒီ recessive ပေါ့ငိုရှိုးလိင်တွဲလက္ခဏာ SC အသေးလေးရဲ့တဲ့ on the same chromosome အဲ့ဒီ chromosome ပေါ်မှာပဲကျွန်တော်တို့ကvermilion eye color လို့ခေါ်တဲ့အနီရောင်ပိုင်နဲ့ကျွန်တော်တို့က gene V လေးကလည်းအဲ့ဒီပုံမှာကျွန်တော်တို့ကရှိနေတယ် link ဖြစ်နေတယ်လို့ဆိုလိုပါတယ်ဒါဆိုရင်ကျွန်တော်တို့မိဘနှစ်ပါးဒီဒီဘက်မှာကျွန်တော်တို့ပထမဆုံးအပေါင်းနဲ့ရေးလို့ရှိရင်ကျွန်တော်တို့ genetics မှာကျွန်တော် wild type လို့ခေါ်ပါတယ်လို့ဆိုဒီနှစ်ခုဒီကျွန်တော်ကဒီ chromosome ပေါ်မှာ plus ရှိပြီးတော့ select homologous chromosome ပေါ်မှာလည်း plus ရှိနေခဲ့ရင်အဲ့ဒါဒီကျွန်တော်တို့က Y type female ဆိုပြီးတော့
တတ်မှတ်ပါမယ်ဒီဘက်ကကျွန်တော်တို့ဘာနဲ့ဆက်မလဲဆိုတော့အထီးနဲ့ဆက်မယ်ပေါ့လို့ဆိုဒီပေါ်မှာတစ်ဖက်ခရိုမိုဇုံပေါ်မှာကျွန်တော်တို့က SC လို့ခေါ်တဲ့ Bristol mutant scoop ဖြစ်စေတဲ့ gene လေးရဲ့ V လို့ခေါ်တဲ့ Vermilion ion color လေးနှစ်ခုကဒီခရိုမိုဇုံပေါ်မှာကျွန်တော်တို့က sec length ဖြစ်နေပြီးတော့ဒီအောက်ကခရိုမိုဇုံကတော့ကျွန်တော်တို့ကသူ့ထဲမှာပါဒီ X တုံးကလို့ဒီ X တုံးကလို့ဒီ Y ခရိုမိုဇုံလေးပေါ်မှာじゃဘာဂျင်းမှမရှိဘူးလို့အခုနကကျွန်တော်တို့ပြောပါတယ် no allele ဒါကြောင့်မို့ဒီကောင်ဒီအကောက်ကလေးဒီ Y chromosome ဖြစ်လို့ဒီကောင်ဒီကျွန်တော်တို့က designated by males အထီးတွေလို့သတ်မှတ်ပါမယ်လို့ဒီအကောက်ကလေးဒီကျွန်တော်တို့က Y chromosome ဖြစ်ပါတယ် test ပုတ်ထဲမှာတော့အကောက်ကလေးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကမြားကောင်းနဲ့ဖော်ပြထားတာဖြစ်ပါတယ်လို့ဆို Y type female နဲ့ကျွန်တော်တို့က skewed Vermilion maleသူတို့ကျွန်တော် cross လုပ်ပါပြီဒီနေရာမှာကျွန်တော်သိတာအောင်ကျွန်တော် gamete ထုတ်ပြလိုက်ပေါ့ test ပုံမှာကျွန်တော် gamete ထုတ်မထားပါဘူး test ဒီမှာကျွန်တော် gamete ထုတ်ပြလိုက်တော့တင်ယူသူရောတင်ကြားသူရောမြင်လာတာပေါ့လေဒီမှာဆိုဒီထဲကနေပြီးကျွန်တော်တို့ကဒီ chromosome ပေါ်မှာ plus နှစ်ခုရှိတယ်နောက်တော့ homologous chromosome ပေါ်မှာ plus နှစ်ခုရှိလို့ gamete ကတော့ plus ပဲထုတ်ပါမယ်ဒီမှာအပေါ်ကောင်ဒီ gamete တစ်ခုထွက်လာမယ်အောက်က y အကောက်ကလေးက chromosome ကတစ်ခုထွက်လာပါမယ်ဒီကောင်ကိုကျွန်တော်တို့ကဆက်လိုက်တဲ့အခါကျမှဘာတွေရလာမလဲဆိုရင် F1 က plat SCV ရပါပြီနောက်က plat Y မေးရလာပါပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအကောက်ကလေးပါလို့ဒီကောင်ဒီပါလေ Y chromosome ဖြစ်လို့ဒီကောင်ကိုမေးလို့တက်လိုက်ပါဒီမှာအကောက်ပါတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က female လို့တက်လိုက်ပါနောက်တစ်ဆင့်ကဒီမှာ plat လည်းပါတယ် Y type လည်းပါတယ်ကျွန်တော်တို့ကSC school လို့လည်းပါတယ် V Vermilion ဆိုတဲ့လက္ခဏာလေးလည်းပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ chromosome ပေါ်မှာရှိတဲ့ Y type ဒီရရှိတဲ့ recessive ဒီက recessive ကိုသွားပြီးတော့သူက dominant over လွှမ်းမိုးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီ genotype ပိုင်ရှင်ကို phenotype အနေနဲ့ Y type female လို့ပြောလိုက်မယ်ဒီနေရာမှာကျွန်တော်တို့ကလည်းဒီမှာ plus နဲ့ဒီမှာက Y chromosome ဒီ male ဖြစ်တဲ့အတွက်ကြောင့်မလို့ plus ပါလို့ plus ဒီကျွန်တော်တို့ Y type ဖြစ်တယ် Y type လို့ပြောလို့ရှိရင်ကျွန်တော်တို့ကအမြဲတမ်း dominant လို့သတ်မှတ်ရပါမယ် mutant ဖြစ်သွားရင်ကျွန်တော်တို့က recessive လို့သတ်မှတ်ရပါမယ်ဒါကြောင့်မလို့ F4 မှာကျွန်တော်ဘာထွက်လာပြီလဲဆိုလို့ရှိရင် Y type female နဲ့ Y type male ထွက်လာပါပြီအဲ့အချင်းချင်းကိုကျွန်တော်ပြန်ဆက်လိုက်ပါမယ်ပြန်ခေါ်လာပါပြီအခုနကဒီ parent နဲ့ဒီ parent ကိုစဉ်းစားတဲ့အခါမှာသူစာမျက်နှာ14မှာပြောထားပါတယ်ထွက်လာတဲ့ F2 တွေကိုဓာတ်ရိုက်ကြီးလေးလာခြင်းနဲ့ဆိုရင်တဲ့အဲ့ဆက်လိုက်တဲ့ F1 ကမိဘစီကပဲဘာနဲ့ပါလဲဆိုရင်ကျွန်တော်က parental chromosome နဲ့ recombinant chromosome ကိုစဉ်းစားပါမယ်တဲ့ regardless of the male အထီးစီရဟာကိုကျွန်တော်ကမစဉ်းစားပါဘူးတဲ့ဒါကြောင့်မလို့အမပဲစဉ်းစားမယ်အတွက်ကြောင့်မလို့ဒီအမတွေကနေပြီးတော့မှဒီအမတွေကနေပြီးမှဒီ maternal ရဲ့ထွက်လာမယ် chromosome ဒီကျွန်တော် parental gamete ကဘာဖြစ်မလဲ plat parental SCV parental အတိုင်းထွက်လာပါတယ် cross over gamete ကဘာတွေထွက်လာမလဲ plat နဲ့ V ထွက်လာမယ်ဒီမှာနောက်တစ်ခါ SC နဲ့ plus ထွက်လာပါပြီလို့ဆိုရင်ဒီနှစ်ခုဒီကျွန်တော်တို့ကဒီမိခင်ကလာတဲ့ parental gamete ဖြစ်ပြီးတော့ဒီ gamete နှစ်ခုဒီမိခင်ကပဲလာတဲ့ cross over gamete နှစ်ခုဖြစ်ပါတယ်ကျွန်တော်ဒီ parental အထီးဘက်မှာကျတော့သူ့ရဲ့ parental gamete နဲ့ recombinant gamete ကိုထည့်စဉ်းစားစရာမလိုပဲနဲ့ထွက်လာမဲ့ F2 မှာထွက်လာမဲ့မေးတွေကိုကျွန်တော်တို့က can be directly observed လေ့လာနိုင်တယ်လို့ကျွန်တော်တို့စာမျက်နှာ14မှာရေးထားတာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ဆက်ပြီးဒီက plus နဲ့ plus wine type တွေကျွန်တော်တို့သူ့ရဲ့ design နဲ့လက္ခဏာတွေမတတ်မှတ်ပါနဲ့ဟုတ်ပထမဆုံးနောက်တစ်ခု plus နဲ့ဒီမှာ y အဲ့ဒီလိုနဲ့စသည်အပြင် SC plus ဒါဆို plus ကိုကျွန်တော်တို့ရှေ့ထားပါတယ်ဘာလို့ရှေ့ထားရလဲဆိုရင်ကျွန်တော်က dominant type ဖြစ်တဲ့အတွက်ကြောင့်မလို့ dominant ဖြစ်တဲ့ကောင်ကိုကျွန်တော်တို့ရှေ့ထားရပါမယ်ဒီနေရာမှာ SC plus y ရပြီဒါဆိုကျွန်တော်တို့စဉ်းစားမယ်ဒီဘက်မှာ wine ပါလာတယ်ဆိုရင်ဒါတွေအားလုံးကြီးကျွန်တော်တို့ကမေးပေါ့ wine chromosome ပေါ့ဒါတွေအားလုံးဒီ all these progenies are male ဒီမှာ wine မပါဘူး all these progenies are
female ဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့က plus နှစ်ခု select ရဲ့ဘယ်ရောညာရောမှာကျွန်တော်တို့ကဟို plus y type ပါလို့မှာ y type ပါဒီဘက်မှာကျွန်တော်တို့တစ်ဖက်က male ပါပြီးတော့တစ်ဖက်က y type ပါလို့ဒီကောင်ဒီ y type male ပါဒီမှာ black black y type ပါတယ်ဒီမှာလည်း black black y type ပါတယ်ဒီမှာလည်း plus black y type လို့ဆိုဒီဘက်ကအားလုံးဒီကျွန်တော်တို့ y type female တွေဖြစ်ပြီးတော့ဒီဘက်ကကျွန်တော်တို့အားလုံးဒီ y type male S လည်းပါတယ် V လည်းပါတယ်ဆိုရင်ကျွန်တော်တို့က skewed Vermilion male ဒီမှာ black လည်းပါတယ် V လည်းပါတယ်ဆိုလို့ရှိရင် black ကတစ်ခုလေးဖြစ်သွားပြီဒီနေရာမှာကျွန်တော် V ကသူ့ရဲ့ရုပ်သွင်းလက္ခဏာပေါ်လာပါလိမ့်မယ်ဒါကြောင့်ဒီနေရာမှာကြတော့ကျွန်တော် Y type လို့ရေးစရာမလိုတော့ဘဲနဲ့ဒီမှာ Vermilion male ဖြစ်သွားပြီးတော့ဒီမှာ S နဲ့ black ပါလာခဲ့ရင်ကျွန်တော်တို့က S ကလွှမ်းသွားတဲ့အတွက်ကြောင့်မလို့ skewed male လို့ခေါ်ပါမယ်Okay အဲ့လိုမျိုးပါပဲတဲ့ကျွန်တော်တို့ကဇမနာခုနပြောခဲ့တဲ့ example 16လိုပဲအခု example 20မှာ let us consider the same two cycling genes X and example 16တော့ငါလိုပါပဲတဲ့ using their skewed parental male ဒီမှာ skewed parental male ပါစာအုပ်ထဲမှာကျွန်တော်တို့က ACUD acute လို့ဖြစ်နေပါတယ်ဒီ skewed parental male နဲ့ကျွန်တော်တို့က Vermilion parental female ကိုဆက်လိုက်ကြပါစို့တဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်ဒီ skewedဒီကောင်ဒီ Vermilion ဒီကောင်ဒီ skewed ဒါကြောင့်မို့ဒီကောင်ဒီ Vermilion female နဲ့ဒီကောင်ဒီကျွန်တော်တို့က skewed male အဲ့နှစ်ခုဆက်မယ်ဆိုကျွန်တော်ဂမိထုတ်ပါမယ်ဂမိကကျွန်တော်တို့ဒီဘက်က black breed တစ်ခုရမှာပေါ့ဒီဘက်ကကျွန်တော် SC black ရဲ့ Y chromosome အပေါက်ကလေးရမှာပေါ့ဆက်လိုက်ပါပြီဒါဆိုရင် black breed select SC black ထွက်ပါပြီနောက်တစ်ခုblack V select male Y chromosome လေးထွက်လာပါပြီဒါဆိုကျွန်တော်တို့ကအကောက်ကလေးပါလို့ male ဒီမှာအပေါင်းနဲ့ V လေးပါလို့ Vermilion ဒါဆို Vermilion male ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအကောက်မပါလို့ female ဒီ chromosome ပေါ်မှာလည်းပဲကျွန်တော်တို့က Y type ပါနေတယ်ဒီအောက်က chromosome ပေါ်မှာလည်းကျွန်တော်တို့ပါလဲY type ပါနေတဲ့အတွက်ကြောင့်မို့ဒီကောင်ကိုကြတော့ကျွန်တော်တို့က S က SC ရတစ်လုံး V ရတစ်လုံး plus ကနှလုံးပါသွားလို့ဒါကိုကျွန်တော်တို့ Y type female လို့ခေါ်ပါမယ် skewed Vermilion female လို့ not designated မတတ်မှတ်ပါဘူးဒါဆိုကျွန်တော်တို့ဒီထွက်လာတဲ့ F1 အချင်းကိုပြန်ပြီးတော့မျိုးဆက်ကြပြီဒါဆိုခုနကထွက်လာတဲ့ F1 parent ပါဒီ female နဲ့ဒီ male ကိုဆက်မယ်ဆိုရင်လည်းပဲခုနကတော့ပြောသလိုမိခင်ရဲ့ဘာဒီဒီမှာထွက်လာတဲ့ parental gamete နဲ့ crossing over gamete ကိုကြည့်ပြီးတော့စဉ်းစားဆုံးဖြတ်မယ်ဆိုရင်တဲ့ F2 မှာထွက်လာမဲ့ progeny တွေကမေးတွေရဲ့ linkage ကို can be observed directly လေ့လာနိုင်တယ်လို့အခုနပုံစံအတိုင်းပါပဲဒါဆိုကျွန်တော်တို့က black v နဲ့ black v ရပြီဒါဆိုရင်ကျွန်တော်တို့ကဒီဘက်မှာလည်းပဲကျွန်တော်တို့က black v ဒီဘက်မှာလည်းပဲကျွန်တော်တို့က black v ပါတယ်ဒီကောင်ဆိုရင်ကျွန်တော်တို့က Vermilion ဖြစ်သွားပြီပေါ့ဒါဆိုရင်ဒီကောင် black v နဲ့ကျွန်တော်တို့ Y ဆိုလို့ရှိရင်ဒီဘက်မှာ Y ကတော့ male မို့လို့ထားလိုက်တော့ black နဲ့ v နဲ့ပေါင်းခဲ့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာလည်းပဲကျွန်တော်တို့ကVermilion မှာဒီမှာလည်း Vermilion မှာနောက်တစ်ခုက SC black V လို့ဆိုရင်ကျွန်တော် black V select SC black လို့ဆိုဒီမှာကျွန်တော်ဒီမှာ black ခုပါတယ်ဒီမှာလည်းပဲ black ခုပါတယ်ဆိုလို့ကျွန်တော်ဘယ်ဘက်က chromosome မှာလဲ Y type ပါလို့ညာဘက်ကသူ့ရဲ့ homologous ဖြစ်နေတဲ့ chromosome မှာလဲ Y type ပါလို့ဒါကျွန်တော် Y type ပါပဲဒီမှာလည်းပဲကျွန်တော်ကြောကြည့်လိုက်ကြစို့ဒီဘက်မှာ Y type ပါတယ်ဒီဘက်မှာလည်း Y type ပါတယ် Y type ပါပဲဒီဘက်မှာ Y type တစ်ခုပါတယ်ဒီဘက်မှာကျွန်တော်တို့က Vermilion လည်းပါတယ်ဒီဘက်မှာ Vermilion နှစ်ခုပါနေလို့ဒီကောင်ကြတော့ Vermilion လို့ခေါ်ပါတယ်ဒီနေရာမှာကျွန်တော် Y type မပါတော့ဘူးမပါတဲ့အတွက်ကြောင့်မလို့သူ့ကိုနှစ်ခုယူရပါတယ် skewed Vermilion male ဖြစ်ပြီးတော့ဒီနေရာမှာကြတော့ skewed ပဲယူပါမယ် Y type နဲ့မယူတော့ပါဘူးတကယ်လို့ကျွန်တော်တို့က if the original parental female or double recessive test crop parentတကယ်လို့ကျွန်တော်တို့ကငကိုမိဘက parental မိဘက parental female ကကျွန်တော်တို့က double recessive ပြန်ဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်တဲ့ then both male and female progeny of the F2 F2 မှာထွက်လာမဲ့
male progeny ရောကျွန်တော်တို့က female progeny ရောနှစ်ခုစလုံးကို can be used သုံးနိုင်ပါပြီ to estimate the percentage of the crossing over ဖြစ်လာမဲ့ crossing over ရဲ့ percentage ကိုကျွန်တော်တို့က estimate ခန့်မှန်းနိုင်ပါတယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ SC select SCV ဒါဆိုလို့ရှိရင်ကျွန်တော်တို့ skewed mammalian female ဆိုတော့ဒီမှာ blackဒီမှာ Y chromosome ဒါဆိုရင် Y type male နဲ့ဆက်ပါပြီဂမိထုတ်ပါပြီဒီဘက်ကကျွန်တော်တို့ SCV တခုပဲရမှာပေါ့ဒီဘက်က black နဲ့ Y chromosome ရမယ်ဆက်ပြီး SCV plus SCV male ဒါဆိုရင်ဒီကောင်ဒီကျွန်တော်တို့ကအပေါင်းနေပါလာလို့ Y type female ဒီမှာ skewed mammalian male အဲ့မိဘနှစ်ပါးကိုကျွန်တော်တို့ကပြန်ပြီးတော့ဆက်မယ်ခုနကမိဘနှစ်ပါးပါပဲဒီနေရာမှာလည်းပဲကျွန်တော်တို့ကဘာလို့ပဲယူမလဲ maternal parent လို့ခေါ်တဲ့အမေစီကကောင်းကိုပဲကျွန်တော်တို့က genotype ထဲကနေပြီးတော့မှ parental gamete ကဘာတွေထွက်လာမလဲဒီထဲကနေ cross over gamete ကဘာတွေထွက်လာမလဲလို့ဆို SCV က SCV ပြန်ထွက် platelets က platelets တိုင်းပြန်ထွက်ရင်ဒါ parental ပေါ့ဒီမှာ SC platelets လေးနဲ့ SC plet ဒီမှာကျွန်တော် plet V လေးနဲ့ဒါကြကျွန်တော် cross over ဖြစ်သွားပါပြီလို့ဆိုအထီးဘက်ကကျတော့အဖေဘက်က pattern နဲ့ parent ကကျတော့ကျွန်တော်က parental gamete cross over gamete ကျွန်တော်ကထည့်ပြီးတော့စဉ်းစားမှာမဟုတ်ပါဘူးတဲ့ဒါဆိုဆက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်က SCV/SCV စသည်အဖြစ်ပေါ့နောက်ဆုံး plet V cross Y plet V Y ဒီမှာ Y chromosome တွေပါခဲ့လို့မေးပါဒီမှာ Y chromosome မပါခဲ့လို့ female ပါဒီမှာကျွန်တော်တို့လည်းခုနကလိုပါပဲ plus တွေပါခဲ့ရင် Y type မပါဘူးကျွန်တော်ဒီမှာ SC နှစ်ခု V နှစ်ခု skewed mammalian ဒီမှာကျွန်တော်တို့က SC နှစ်ခုပါသွားလို့ skewed ဒီမှာဆိုရင် mammalian ဒီဘက်မှာလည်းတစ်ခုဒီဘက်မှာလည်းတစ်ခုပါလို့ mammalian ဒါဆိုကျွန်တော်တို့ကဒီကောင်ကထွက်လာတဲ့ F2 ကထွက်လာတဲ့ progeny တွေကိုကျွန်တော်ကထည့်သွင်းစဉ်းစားမယ်ဆိုလို့ရှိရင်တဲ့ကျွန်တော်ကဖခင် F1 ကဆက်ခဲ့တဲ့ဖခင်ရဲ့ parental gamete နဲ့ cross over gamete ကိုထည့်သွင်းစဉ်းစားမှာမဟုတ်ဘဲနဲ့မိခင်ကပေးလိုက်တဲ့ parental gamete နဲ့ cross over gamete ကိုထည့်သွင်းစဉ်းစားပြီးတော့ F2 ကထွက်လာတဲ့မေးတွေကိုကျွန်တော်က linkage ဘယ်လိုဖြစ်နေကြတယ်လဲဆိုတာမျိုး estimate လုပ်နိုင်တယ်လို့ကျွန်တော်တို့ကဆိုလိုခြင်းဖြစ်ပါတယ်Okay ဒါဆိုကျွန်တော်တို့ဒီနေ့အတွက်ကတော့စာမျက်နှာ14 15 16မှာရှိတဲ့ example 19 20 21ကိုရှင်းလင်းတင်ပြခြင်းဖြစ်ပါတယ်ဒီနေရာလေးကိုတစ်ဖြတ်ပြန်ညီကုန်းချိုးရမယ်ဆိုလို့ရှိရင် cell length trait နဲ့မျိုးဆက်ကြပြီးဆိုလို့ရှိရင်ကျွန်တော်တို့က F2 မှာထွက်လာမဲ့အထီးတွေရဲ့ progeny အထီးတွေရဲ့ sex length ဟာဘယ်လိုမျိုးထွက်လာနိုင်တယ်လဲလို့စဉ်းစားရမယ်ဆိုရင် F1 ကဆက်ခဲ့လိုက်တဲ့မိဘနှစ်ပါးအနက်မိဘနှစ်ပါးအနက် maternal parent ရဲ့ genotype ကိုသာစဉ်းစားပြီးတော့ထွက်လာတဲ့ parental gamete cross over gamete တွေနဲ့ပဲစဉ်းစားပြီးတော့ F1 မှာဆက်ခဲ့တဲ့ဖခင်ရဲ့ paternal parent ရဲ့သူ့ရဲ့ genotype ကိုထည့်သွင်းစဉ်းစားမှာမဟုတ်ဘဲနဲ့ဒီလိုမျိုးမိခင်ဘက်ကလာတဲ့ကောင်းကူစားလင်ထည့်သွင်းစဉ်းစားပြီးတော့တွက်ခဲ့မယ်ဆိုရင်တဲ့ကျွန်တော်ဒီ F2 မှာထွက်လာမယ်မေးရဲ့ sex length ဘယ်လိုဖြစ်နေလဲ sex length ဘယ်လိုဖြစ်နေလဲ sex length ဘယ်လိုဖြစ်နေတယ်ဆိုတာကိုကျွန်တော်တို့က can be estimate ခံမှန်းတွက်ချက်လို့ရတယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီနေ့ဒီလောက်နဲ့ပဲအဆုံးသတ်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ